တဖန်ပြန်လဲပြီးတော့ရောက်ရှိလာတဲ့ဒီကနေ့စနေညပွဲကြီးပွဲကောင်းနေတဲ့ရမှာကျွန်တော်အကြိုက်ကျွန်တော်ညီကိုတွေအတွက်သုံးပွဲကိုအခုဗီဒီယိုလေးမှာရွေးချယ်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုစောအောင်ကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်97ဖူပေါ်လိုက်ခါနေကျွန်တော်ညီကိုတွေကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ညီကိုတွေဒီပွဲလေးတွေမပြောခင်ကျွန်တော်ရဲ့ YouTube channel Telegram နဲ့ကျွန်တော်ရဲ့ TikTok account လေးကို follow လေးမလုပ်ရသေးရင်လုပ်ပေးပါ Telegram channel YouTube channel လေးကိုတော့အထက်ကထားပြီးတော့ join ထားစေချင်ပါတယ်ဘာလို့လဲဆိုတော့အခု TikTok policy နဲ့ညှိနေတဲ့အတွက်ဗီဒီယိုတွေမရောက်တာတွေပြတ်တာတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေရာမှာစာတန်းလေးထိုးပေးထားပါမယ်အဲ့ဒါလေးကိုရှာပေးပါအဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကျွန်တော်ရဲ့ပွဲတွေကျွန်တော်ရဲ့ဒီဂျာစီကိုဝေးတွေကိုအမြဲတမ်းရရှိမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့စမယ်ပေါ့နော်ဒီပွဲလေးမပြောခင်ပေါ့နော်ညတပွဲကောင်းထွက်မှာဖြစ်ပါတယ်မနေ့ကလည်းနောက်ဆုံး9ရက်ဆက်နော်ကျွန်တော်ညီကိုတွေအောင်မြင်မှုရခဲ့ကျွန်တော်ပြောခဲ့သလိုပဲဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီပို့အလားဘက်ပေါ့နော်အလားဘက်ကိုကျွန်တော်ရွေးချယ်ခဲ့တာမှာဒါလုံးဝ 100% ရရတော့မှာဗျာနောက်ဆုံးမိနစ်ကြာမှ1-1ဖြစ်သွားလို့ပေါ့နော်ကျွန်တော်ညီကိုတွေပြား90ပဲအောင်မြင်မှုရခဲ့တယ်နောက်ဆုံး9ရက်မှာ4ရက်က 100% နောက်ဆုံးမနေ့ကပဲကျွန်တော်တို့ပြား90ပဲရတယ်ပြီးရင်နောက်ဆုံး9ရက်ဆက်ပေါ့နော်ဒါတိုတယ်အပြင်ချုပ်ကြည့်မယ်ဆိုရင်နောက်ဆုံး15ရက်မှာ73ရက်အထိကိုအောင်မြင်မှုရထားတယ်ကျွန်တော်ရဲ့ special 1ဝယ်စားရေး TikTok wall ထဲမှာရှိပါတယ်အဲ့ဒီနံပါတ်ကလေးရပဲ special 1 brother နိုင်ပေးနေပါငွေကြိုလွှဲစရာဘလို့ပေါ့နော်ကျွန်တော်ညီကိုငွေကြိုလွှဲစရာဘလို့ပါဘူးနိုင်မှပေးရမယ်အစီအစဉ်ဖြစ်လို့သုံးသက်ချက်နဲ့ပို့ပေးတာဖြစ်လို့စိတ်ဝင်စားရင်တော့အများဆုံးလေးလာရောက်ယူလို့ရတယ်ဒါတော့ကျွန်တော်ရဲ့ကြိုက်ဆုံးပွဲကိုသုံးသက်ချက်နဲ့ကျွန်တော်ပို့ပေးတာပွဲလေးပဲဖြစ်ပါတယ်တပွဲကောင်းပေါ့နော်တပွဲလေးစော့နေတဲ့ညီကိုဒါဆိုရင်ကျွန်တော်စမယ်ပွဲလေး3ပွဲကျွန်တော်ပြောမယ်ခုနနိုင်ခွဲဝဲရစမယ်ဂျီနိုဝါဝဲဒါsorry စပိန်လာလီကဂျီနိုဝါနဲ့ယူဟာဒီကွင်းစမှာကျွန်တော်ကဒါနှစ်သင်းစလုံးကခြေစွမ်းကအတူတူလောက်သွားကြတယ်လက်ရှိနိုင်ပွဲတွေကလည်းနှစ်သင်းစလုံးကတိတ်ပြီးတော့ရမထားဘူးပေါ့နော်လက်ရှိနောက်ဆုံး9ဝဲကိုကြည့်မယ်ဆိုလဲဇရာရက်တီမှုမှာလည်းဒါတိတ်ပြီးတော့အားရစရာမကောင်းဘူးပေါ့နော်နှစ်သင်းစလုံးကကျွန်တော်တို့ပြပါဟိုက30မှာရောက်နေပြီးတော့ဂျီနိုဝါကတော့အဆင့်15မှာဒါကိုကြည်ရလဲဒီလောက်ပေါက်တဲ့အနေထားမျိုးမှာကျွန်တော်ကတသိမောက်သွင်းကိုအဲ့လောက်ကြီးမြင်ရမယ်ကြီးတန်းမဖြစ်ဘူးပေါ့နော်ဒါကြောင့်မလို့အစောပွဲအနေနဲ့ဂိုးတွေမမြင်ရလောက်ဘူးလို့တွေးတဲ့အတွက်ကျွန်တော်တော့ဂိုးအောက်ကိုပဲရွေးချယ်ပေးချင်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်အင်တာမီလန်နဲ့အက်တလန်တာဒီပွဲစမှာတော့ကျွန်တော်ကတော့အက်တလန်တာကိုကြိုက်တယ်အက်တလန်တာဘော်ဒီကိုပဲကျွန်တော်ကတော့ရွေးချယ်ပေးမှာဖြစ်ပါတယ်နောက်တော့ကျွန်တော်ချက်စီနဲ့နယူကာဆယ်မှာကျွန်တော်ကတော့ချက်စီအနေနဲ့အိမ်ဝင်းလည်းဖြစ်တယ်1ပေါင်90တော့မဖြစ်တင်ဘူးလို့ထင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ကြီးကိုလည်းမကြိုက်ဘူးခြေစွမ်းရလည်းကျွန်တော်ကနယူကိုပို့ပြီးတော့ကြိုက်တယ်အားရတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့နှစ်သင်းစလုံးကချန်ပီယံလိကန်ထားတာမှန်တယ်ဒါကြောင့်မလို့ပွဲပန်းမှုထန်တွေလည်းခံရနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်ကတော့နယူကာဆယ်တရင်ကြရတော့အပြည့်ပျော်ရွှင်ခွင့်ရမယ်နယူကာဆယ်ကိုပဲရွေးချယ်ပေးချင်ပါတယ်ဒါတော့ကျွန်တော်ကြိုက်ပွဲ3ပွဲကိုရွေးချယ်ပေးခဲ့တာပဲဖြစ်ပါတယ်ဘရာသာတို့ရောဘယ်လိုမြင်လဲကျွန်တော်ရဲ့ special 1ကိုယူချင်တဲ့ညီကိုရတော့ TikTok wall တွေရှိရဲ့နံပါတ်ကလေးကနေအမြန်ဆုံးလေးလာရောက်ဆက်သွယ်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခုလက်